Real Madrid ဥက္ကဋ္ဌဦးက Manchester City တိုက်စစ်မှု Erling Haaland ကိုခေါ်ယူပေးမယ်လို့ကတိပြုခဲ့ပြီးတော့ Manchester City အနေနဲ့ဥပဒေကြောင်းအရအရေးယူရန်စဉ်းစားနေပါတယ်။လက်ရှိဥက္ကဋ္ဌ Florentino Perez ကိုစိန်ခေါ်ပြီးဥက္ကဋ္ဌရာထူးဝင်ရောက်ရှင်ပြိုင်မဲ့လုပ်ငန်းရှင်ဦးဖြစ်တဲ့ Enrique Riquelme ကဗုဒ္ဓဟူးနေ့ကရုပ်တံအစီအစဉ်တစ်ခုမှာ Haaland မြည်ပါရှိတဲ့ Real Madrid ဂျာစီကိုထုတ်ပြခဲ့ပြီးနောက်အောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။သူ့မှာစာချုပ်ဖြတ်သိမ်းရေးရှိပြီး Real Madrid ကိုလည်းပြောင်းရွှေ့ကျင်နေပါတယ်။ကျွန်တော်ဥက္ကဋ္ဌဖြစ်လာရင်သူ Real Madrid မှာကစားရမှာပါ။သို့တော်လည်း Haaland ဖခင်နဲ့ agent ဖြစ်သူတို့ကပူးတွဲကြေညာရက်ထုတ်ပြန်ကချက်ချင်းညှင်းဆိုခဲ့ကြပြီး Manchester City တင်းကထိုအချက်ကိုသတင်းမှဖြစ်ပယ်ချခဲ့ပါတယ်။ Manchester City တင်းရဲ့ထုတ်ပြန်ချက်မှာတော့စပိန်နိုင်ငံဘက်ကထွက်ပေါ်လာတဲ့အသင်း Erling Haaland ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးသတင်းများမှန်မှန်ကန်ပါဘူး။ထို့လို့ဖြစ်လာအခွင့်အလမ်းလုံးဝမရှိလို့၎င်းဖြစ်မြောက်ရဲ့စာရုပ်အချက်လက်လည်းမရှိပါဘူး။တခုအခြေအနေမျိုးကျွန်တော်တို့ရဲ့ကစားသမားပုံရိပ်ကိုအသုံးပြုခဲ့တဲ့အတွက်ဥပဒေကြောင်းအရအရေးယူရန်စဉ်းစားနေပါတယ်လို့ဖော်ပြထားပါတယ်။ဆက်လက်ပြီး Enrique က Manchester City ကွင်းနယ် Rodri ကိုခေါ်ယူရန်လည်းကတိပြုခဲ့ပြီးအောက်ပါတိုင်းထပ်လောင်းပြောကြားခဲ့ပါတယ်။သူက Madrid တင်းအားဖြည့်ဖို့လိုအပ်နေတဲ့နေရာကကစားသမားကောင်းတစ်ဦးပါ။ကျွန်တော်တို့သူ့ရဲ့ agent နဲ့စကားပြောပြီးပါပြီ။သူ့ရဲ့ club အသင်းကိုလေးထားရမှာဖြစ်ပေမဲ့ကျွန်တော်ဒါဥက္ကဋ္ဌဖြစ်လာရင်သူ Madrid မှာကစားရပါလိမ့်မယ်။ဖြစ်နိုင်များအရာအလုံးကိုကျွန်တော်လှုပ်ဆောင်သွားမှာပါ။ Erling Haaland ဖခင်ဖြစ်သူနဲ့ agent ဖြစ်သူကတော့၎င်းတို့ပူးတွဲထုတ်ပြန်ကြတာဒါတွေအားလုံးကရန်စိတ်ဝင်စားဖို့ကောင်းပေမဲ့အမှန်တရားမဟုတ်ပါဘူး။ Real Madrid ဥက္ကဋ္ဌရွေးကောက်ပွဲကအလောင်းလာ200လုံးအတွက်ကောင်းဆုံးဖြစ်ပါစေလို့ဆုတောင်းပေးခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်